ဒီကောင်းလေးရေခွန်လေးလဲနေဗျာနော်ပုတ်တဲ့ညိုပေါ့ဗျာအဲ့ရဒီချိန်ဆိုသူတို့ကရေခွန်လဲရင်တိတ်မလှုပ်ရှားဘူးညိနေပေါ့ဗျာငြိမ်လေးနေဝါကောင်ကလာကမပြည့်သေးဘူးမင်္ဂလာကြီးဦးနေစည်းတွေကအောက်မှာပုံနဲ့ကျွေးကြဒီပင်ကမှတ်ထားတာဒါတော်သလင်းဆိုရင်မြေတန်းတော်သလင်းလာစမ်းလာပြီးဝင်ကျင်ဆိုရင်မှဲ့တယ်ဗျနော်ဟိုဝါကောင်ဆိုဝါထက်လို့ဗျတကယ်တမ်းကတော့လာလို့ကတော်သလင်းရာစီဥရုဖြစ်နေလေတိုက်တာကြတော့လဲနယုံလာလို့ဖြစ်နေဗျနော်တော်တော်လေးကိုလေတွေတိုက်တယ်ဆိုတော့အေးတာလည်းတော်တော်အေးတယ်နောက်မိုးတွေကတော့ကောင်းမယ်ဗျသတင်းကြော့တစ်စောင်ပေါ်မှာတော့ကျွန်တော်တို့ငယ်ငယ်ကကြောက်တော်ကြီးပွဲတွေမှာဆိုအိုးပုတ်ဂျိုးရုပ်တွေပါမြုပ်အောင်ရွာတယ်မိုးမျိုးတွေလာအောင်မယ်ဗျနော်အေးရာဝတီတိုင်းကတော့ရေကတော်တော်တာကျိုးသွားတော့ကြီးသွားတယ်လေတွေတော်ပြတ်သွားတယ်တောင်သူဘဝတော့ကိုချင်းစားတယ်ဗျနော်တောင်သူတစ်နှစ်ရှုံးရင်နောက်ထပ်3နှစ်လှုပ်လို့တော့မှကျွေးရမကြည်ဘူးဗျကိုတိုင်းလဲတောင်သူလှုပ်ခဲ့တော့သိတယ်အေးလေတွေကရေမြုပ်လို့ရင်းရှုံးမြန်တော့လဲကုန်းပိုင်းဒေသတောင်သူတွေကြလဲမိုးခေါင်တော့နန်းနေသေးမြေပဲတွေသေးမျိုးဖြစ်ပြောင်းမြန်တွေဖြစ်နေလိုတဲ့စီမရွာအောင်မလိုတဲ့စီရွာစော်ကြီးဟိုလာတော့လို့ပေါ့ဗျာဝါစုလာ6လပိုင်းလောက်ကကျွန်တော်ပြောသလိုပေါ့အေယာဝတီတို့တော့တင်မြေချောင်းအင်းအိုင်တွေကဒီကနှစ်ခါလောက်ကြီးနိုင်တယ်ဘာလို့ဆိုတော့အခုကဒါနောက်မိုးတွေရွာမဲ့လေတွေပဲဗျဟိုပေါ့တော်တဲ့နေတဲ့တဘာဝဥရုဟိုဒါခံမှန်းပြီးတော့ပြောကြည့်တာပေါ့ဗျာနော်ခါတရံကြလည်းမှန်တယ်ဗျရန်ကုန်မန်းလေးလမ်းဟောင်းတာပလိတ်အဲ့နာလေးကမိတ်ဆွေတယောက်ကမင်္ဂလာပင်လေးတေးသေးလေးတစ်ပင်ပေးလိုက်တော်တော်ကြီးနေနော်ဒီနှစ်တော့9လုံးစပြီးတယ်ဗျာနော်ဒါဟိုဟာလောက်ရှိအောင်ပေါ့ဗျာ6လလောက်ရှိအောင်9လုံးစပြီးတော့4လုံးအိတ်ဆွတ်ထားတယ်ဒီတစ်လုံးကတော့သူကသားခွဲရတယ်ဒါဘာဆေးမှမကြွေးဘူးဗျာနော်သူကသူကရဲတာဗျအံ့ဩစရာပဲနော်ကျွန်တော်တို့ဗမာဦးနေသည်ဆိုတာကဦးလေးပဲနေရသူကသားတွေပါရဲရနော်လိုင်းတွေပေါ်မှာတော့မြင်ဘူးတယ်ဗျဒါပေမဲ့ပြင်ဘက်လက်တွေ့တာကျွန်တော်စိုက်ကြည့်တာပေါ့ဒီတပင်ကိုစိတ်ရှိလက်ရှိနဲ့စိုက်ကြည့်မယ်သူ့ရဲ့ရသာကချိုသလားတော်တော်ကောင်းလားပေါ့ဗျာတပင်ပေါ့သူ့ရဲ့ရသာကောင်းပြီဆိုကျွန်တော်ပင်100လောက်စိုက်မယ်ဗျာနော်ဘာလို့ဆိုတော့ကျွန်တော်တို့ရိုးမင်္ဂလာတွေချိုးတယ်ကီလိုမင်္ဂလာဆိုတာကတော့အိတ်စွတ်တိုင်းလဲကီလိုမဟုတ်ဘူးဗျာနော်ဒါတွေကတော့မှန်တိုင်းပြောရင်ကီလိုစစ်တော့မဟုတ်ဘူးဗျဗမာပုံစံလေးပဲသူ့ကိုအိတ်စွတ်လိုက်ရင်စားလို့ကောင်းတယ်ဒါဒီနေ့သူ့ကိုအိတ်စွတ်မှာဒီကောင်ကတော့ဒီနှစ်သီးတဲ့လုံးစားကြည့်မယ်မြည်ကြည့်မယ်ကောင်းပြီဆိုတော့စားရမယ်ဗျာနော်ငှက်တွေတော့ကြိုက်လောက်တယ်ကြည့်ရတယ်ဒီလောက်နူးနူးလေးတောင်မှရတာကတမျိုးလေးပဲကောင်းတယ်အစိုးလောက်